哈，小杜，你家有小杜带来的啦？ငါလက်ချက်ပေါ့ကွာတော်လိုက်တာဆရာတို့ရာလေးသားတယ်ဗျာမြန်ရသာတွပြီပဲလေကဲငါတို့အိမ်ပြန်မှုလုပ်ကြရအောင်အိမ်ပြန်နောက်ကျနေဦးမယ်ဟုတ်တာဗောဆရာတို့ကဒီနေ့တားကောင်ကြီးရလာပြီဆိုတော့အိမ်အပြန်တော့ညနေပိုင်းလှပြီဗောဗျာဒီနေ့တော့ကံကောင်းပြီလို့ဒီနေ့ဝေးရည်စမှာတော့တော့ပိုးရကောင်းနေတာလေတောဆောင်ဝင်နေမှာတော့ကုန်ကြီးရတယ်လေမသိနေရတော့တော်ကြည်နဲ့နေပြီကိုကျွတ်ရေကိုတို့ညောင်းနေတယ်ဆိုရင်မြင်နေပေးမယ်လေလိုပါဦးညီရဲ့နင်ပင်ပန်းနေမှာစိုးလို့ပါနင်ကိုတို့ကိုတခုပြောစရာရှိလို့ထင်တယ်ဟဲကိုတို့ကအရန်တော်တာပဲဟိုလေရွာတောင်မဲမတ်တုတ်ထမင်းဆိုင်မှာအကျွေးသွားတောင်းပေးပါလားအသားဖို့ရစရာရှိတာသူဒီနေပေးမယ်ပြောတယ်ဟိုကောင်ဘိုက်ကလေးကလည်းမိုးလင်းနဲ့အိမ်ကတ်တယ်လို့ကိုမရှိဘူးဘာမှခိုင်းမရဘူးကဲပါမြင်ရဲ့ကိုတို့ပဲသွားတောင်းပေးပါမယ်ဟုတ်ပြီလားWelcome to Ren Walker.